ရောက်ရှိလာမဲ့နှစ်တဲ့အခါသမယမှာစီဝါရေးပညာရေးလူမှုရေးမိမိတို့ဘဝနေထိုင်ရေးတွေအလုံးအဆင်တပြေဖြစ်ဖို့ရာအတွက်မျှော်လင့်ခြင်းကြီးစွာရှိကြပါတယ်လူသားတိုင်းအလုံးဟာတညီတည်းသောတစ်ခုတည်းသောဆန္ဒကတော့လူသားတွေဟာဒုက္ခကာမချမ်းသာခြင်းကြတယ်ဒုက္ခပฏิကူလဆင်းရဲဒုက္ခကိုယွံမုန်းကြတယ်ချမ်းသာခြင်းကြသည့်အတွက်ကြောင့်ချမ်းသာဖို့နိလန်းအမျိုးမျိုးကိုရှာကြံပြီးတော့ချမ်းသာဒုက္ခရရှိရေးအတွက်ကြိုးပမ်းအားထုတ်နေကြတာဖြစ်ပါတယ်သို့တော်လည်းချမ်းသာဒုက္ခကိုဆိုင်ရာစစ်မှန်တဲ့အကြောင်းတရားကသာပေးနိုင်တာဖြစ်လို့အချို့သောအကြောင်းတရားများဟာချမ်းသာဒုက္ခကိုမပေးနိုင်ဘူးမပေးနိုင်တဲ့အကြောင်းတရားများကိုလက်ခံကျင့်သုံးနေမယ်ဆိုလို့ရှိရင်မိမိတို့မျှော်မှန်းတဲ့ချမ်းသာဒုက္ခကိုမရရှိဘဲနဲ့ဒုက္ခတွေပင်လယ်ဝေကြရတာတတ္တဝါတွေရဲ့အခြေအနေဒီလိုရှိပါတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကချမ်းသာဒုက္ခရခြင်းတဲ့ပုဂ္ဂိုလ်တွေတကယ်စစ်မှန်တဲ့ချမ်းသာဒုက္ခကိုပေးနိုင်တဲ့အကြောင်းတရားများကိုအရင်ကြထို့သုတ်တန်တွေမှာဟောပြောထားတာရှိပါတယ်လူသားတွေရဲ့မျှော်လင့်ချက်လူအင်ဆန္ဒခြုံငုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်လူတိုင်းဟာစီးပွားဥစ္စာတိုးတက်ခြင်းကြတယ်ချမ်းသာကြွယ်ဝခြင်းကြတယ်ဒါလူသားတိုင်းမျှော်လင့်တောင်းတကြတဲ့ဆန္ဒတစ်ခုပဲနှစ်တဲ့အခါသမယမှာလည်းပဲပြီးခဲ့တဲ့နှစ်တဲ့ယခုနှစ်မှာစီးပွားရေးအတွက်ပိုကောင်းလာတယ်ပိုကောင်းလာလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်တွေရှိကြတယ်ရှုထောင့်အမျိုးမျိုးကနေကြည့်ပြီးတော့ပေရင်ဆရာများစတဲ့ပုဂ္ဂိုလ်တွေရဲ့ဟောပြောချက်မှာအာယုံစိုက်ပြီးတော့လူတွေဟာမျှော်လင့်ချက်တွေကြီးစွာထားကြတယ်လွန်ခဲ့တဲ့နှစ်တဲ့အခုကူးပြောင်းလာတဲ့နှစ်သက်ဟာစီးပွားရေးပိုကောင်းမယ်လို့ဒီလိုမျှော်လင့်ကြတာဘုရားမြတ်စွာကစီးပွားချမ်းသာခြင်းကြတာဟာလူတိုင်းရဲ့မျှော်လင့်ချက်တစ်ခုပါတဲ့သို့တော့ထိုမျှော်လင့်ချက်အတိုင်းလူတိုင်းရသလားဆိုတော့မရနိုင်ဘူးတဲ့ဘာကြောင့်မရနိုင်တာတုံးဆိုတော့မှန်ကန်တဲ့အကြောင်းမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာမလျှောက်နိုင်လို့ပါပဲဘာကြောင့်စီးပွားချမ်းသာတိုးတက်နိုင်တယ်ဆိုတဲ့မှန်ကန်တဲ့အကြောင်းတရားကိုလူတိုင်းရှာတွေ့ဖို့ရခက်ပါတယ်နောက်ဆန္ဒတစ်ခုကလူလောကမှာဂုဏ်ရှိတရေရှိနာမည်ကျော်ကြားတဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းတယ်ဒါလည်းလူတွေရဲ့စီးပွားဥစ္စာရှိပြီးတဲ့နောက်မှာမျှော်လင့်ချက်တစ်ခုပါပဲထပ်ပိုးလာတဲ့မျှော်လင့်ချက်တစ်ခုအဲ့ဒီမျှော်လင့်ချက်ဟာလူတိုင်းမျှော်လင့်တဲ့အတိုင်းဖြစ်သလားဆိုမဖြစ်နိုင်ဘူးအမတန်ဖြစ်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်စီးပွားဥစ္စာတိုးတက်ဖို့မျှော်လင့်တယ်နာမည်ကျော်ကြားပြီးတော့ဂုဏ်သတင်းကြီးထွားဖို့မျှော်လင့်တယ်နောက်တစ်ခုလိုအပ်ချက်ဘာချမ်းနေသလဲလို့ဆိုရင်စီးပွားဥစ္စာတွေလည်းတိုးတက်တယ်ဂုဏ်သတင်းလည်းကျော်ကြားတယ်လူတွေရဲ့ဆန္ဒပြီးသွားပြီလားဆိုမပြီးသေးဘူးနောက်ထပ်ဘာမျှော်လင့်မြန်တော့ဆိုရင်ချမ်းချမ်းမာမာနဲ့